မဟာစင်ဟတ်တီဆွဲလုံးအပြင်းနဲ့ဝလာတုံခွင်းတော်မြိုင်တွင်ကငါစင်မင်းတော့ဟဲမဟောင်းအပြင်းနဲ့ခွာနေစကအတကတောင်အထိုက်ဖွေလိုပြာလိုပြက်စင်မဟိုင်းအများသူငါစင်တကားတော့တောရဲ့တောင်ရဝေးကရှားရပြီတော့ဆွဲထက်မောင်ငါစင်မင်းအဆွဲကိုခင်းအာမန်တေးမှာမို့ယောက်ျားလေးလုံးတန်6ပေါင်နေဘေမြောက်လို့ပိုင်ဟေးမို့ဆိုးနဲ့စင်ရိုင်းနဲ့မို့ဆိုးလူနိုင်ကိုနိုင်အပြိုင်ထိုးကမယ်ကြောက်စရွရစင်ရကလားယောက်ျားကဆွဲတတိပြကြတယ်ဟေး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 စိတ်ကခါဝဲအသိနေယူဟေး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 ယောက်ျားကဆွဲတတိပြကြတယ်ဟေး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 ဟိုဟေး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 ဟာယောက်ျားဆိုးနဲ့စင်ရိုင်းဟာလူနိုင်ကိုယ်အပြိုင်ထိုးတတ်မယ်အကလာဒီပါလားဟာဟာဒီတော့ကျောက်စင်မြို့ရဲ့ရိုးရာစင်အကလာကြီးဒီနေ့မောက်ဆိုးနဲ့စင်ရိုင်းနဲ့မို့ဆိုသူနိုင်ကိုယ်နိုင်အပြိုင်ထိုးတတ်ပြီးတော့ဒီနေ့စင်မင်းသားကြီးဇွဲထက်မောင်ကြီးအရိုင်းမှာအရင်ဖြစ်သွားသောအခါကျောက်စင်မြို့ရဲ့သမိုင်းဝင်စင်အရိုင်ကဆိုတာဒီလိုဖြစ်ပေါ်လာပါတယ်ခင်ဗျာသာလျောင်းတော်ဖိတ်ခေါ်မယ်လေမြို့ချစ်စေတစ်ခေါက်ပါအရောက်ကြဖိတ်ခေါ်မယ်လေမြို့ချစ်စေတစ်ခေါက်ပါအရောက်ကြဖိတ်ခေါ်မယ်လေမြို့ချစ်စေတစ်ခေါက်ပါအရောက်ကြဖိတ်ခေါ်မယ်လေကျောင်းသူမြတ်စိတ်ပြောမယ်ကျောင်းပြည်ကျောင်းစင်မွေကျောင်းသူမြတ်စိတ်ပြောမယ်ကျောင်းပြည်ကျောင်းစင်မွေကျောင်းသူမြတ်စိတ်ပြောမယ်ကျောင်းပြည်ကျောင်းစင်မွေကျောင်းသူမြတ်စိတ်ပြောမယ်ကျောင်းပြည်ကျောင်းစင်မွေရွှေသားလျောင်းရဲ့စေတီတော်ကို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 ရွှေသားလျောင်းရဲ့စေတီတော်မဆရွေကလူတဲ့ဝဲအလုံးရောမဆရွေကလူပါတဲ့ကျောက်စင်ကစေပွေတို့တော့ဒီနိုင်ငံကျော်ရွှေသိမ်းစုများရှင်ရွှေစဲဖုံးသက်ဆိုပါလားလက်ကွင်းကြီးတွေကတော့ဟိုနိုင်ငံကျော်ပြိုချစ်ဆိုပါလားလာလိုက်လားလို့ဟောတော့ဒီပရမတက်စုရွှေစဲခိုင်ကြီးဆိုပါလားစနေရဘေဘီကိုသားကြီး
Music ပါဆိုပါလားမောင်နော်